2026 ဗုဒ္ဓဟူးနေ့ဖွားများအတွက်မေလဟောစာရန်လာဤအထွေထွေသဘောတဘာဝမေလသည်တနေဆောင်ခြင်းကြီးထွားခြင်းနှင့်ထင်ရှားခြင်းသဘောရှိသောလဖြစ်သည်ဗုဒ္ဓဟူးကြိုမာကျူရီဩဇာခံရသောဗုဒ္ဓဟူးနေ့ဖွားများအတွက်ဤလသည်ဆက်သွယ်ရေးကုန်သွယ်ရေးနှင့်ဉာဏ်ရည်ဉာဏ်စွမ်းအသုံးချရမည်လဖြစ်သည်သင်တို့သည်တဘာဝအဖြစ်လင်မြန်ထက်မြက်သောဉာဏ်ရှိသူများလိုက်ရောညီထွေရှိသူများဖြစ်ရာမေလတွင်စိစက်ညှိနှိုင်းခြင်းအယောင်းဝယ်နှင့်ပညာရေးကိစ္စများအထူးအောင်မြင်လိမ့်မည်သို့သောဗုဒ္ဓဟူး၏လျင်မြန်မှုသဘောကြောင့်အသေးစိတ်အလွန်အကျွံစဉ်းစားခြင်းဆုံးဖြတ်ချက်မတည်ငြိမ်ခြင်းနှင့်စကားအလွန်အကျွံပြောမိခြင်းတို့ကိုသတိပြုရမည်အလုတ်ကိုင်နှင့်စီးပွားရေးအလုတ်ရှာဖွေနေသူများမေလ4 ရက်နောက်ပိုင်းတွင်သတင်းစာမီဒီယာကြော်ညာအွန်လိုင်းစီးပွားရေးတင်ကြားရေးစာရေးခြင်းနယ်ပယ်များတွင်အလုတ်ကန့်လန့်ခံရနိုင်သည်မေလ9နှင့်18ရက်တို့တွင်အီးမေးလ်သို့မဟုတ်အွန်လိုင်းလျှောက်လွှာများတေချာစွာစစ်ဆေးပါမေလ22ရက်နောက်ပိုင်းအလုပ်အင်တာဗျူးအောင်မြင်နိုင်သည်လက်ရှိဝန်ထမ်းများမေလတွင်တင်သည့်တင်ဆက်မှု presentation အစီရင်ခံစာရေးသားခြင်းဘာသာပြန်ခြင်းစသည့်အရေးသားနှင့်ဆက်သွယ်ရေးဆိုင်ရာတာဝန်များကိုအထူးကောင်းမွန်စွာလုပ်ဆောင်နိုင်သည်မေလ10ရက်မှ13ရက်အတွင်းလုပ်ဖော်ကိုင်ဖက်များနှင့်ပူးပေါင်းဆောင်ရွက်ရသည့် project အောင်မြင်ပါကရာထူးတိုးခြင်း၏အခြေခံဖြစ်လာမည်စီးပွားရေးလုပ်ငန်းရှင်များအွန်လိုင်းရောင်းချမှုနှင့်လူမှုကွန်ရက်ဈေးကွက်ချဲ့ထွင်ခြင်းအတွက်အခွင့်အလမ်းကောင်းများပေါ်လာမည်မေလ10ရက်တွင်သဘောတူစာချုပ်အသစ်များလက်မှတ်ထိုးရန်တင့်တော်သည်သို့သောမေလ13ရက်မှ14ရက်နေ့တွင်စာချုပ်ပါအသေးစိတ်အချက်များကိုတေချာမစစ်ဆေးဘဲမလက်မှတ်ထိုးသင့်ပါသတိပြုရမည့်အလုပ်ခွင်အခြေအနေများမေလ9ရက်မှ9ရက်အတွင်းလုပ်ဖော်ကိုင်ဖက်တဦး၏ကောလာဟာလာသို့မဟုတ်အချက်လက်မှာပြောဆိုခြင်းကြောင့်တင်စိတ်အနှောက်အယှက်ဖြစ်ရနိုင်သည်မယုံကြည်ရသေးသောသတင်းကိုနောက်ထပ်မပြန့်ပွားမိစေရန်သတိပြုပါမေလဆန်းပိုင်းတွင်အလုပ်သစ်တင်ယူရန်တင်နန်းသို့မဟုတ်ဆွေးနွေးပွဲတက်ရောက်ခွင့်ရရှိနိုင်သည်ငြင်းဆန်ခြင်းမပြုဘဲအခွင့်ကောင်းယူသင့်သည်ငွေကြေးကံဝင်ငွေလမ်းကြောင်းများမေလ10ရက်18ရက်26ရက်တို့တွင်ဘေးထွက်အလုပ်အရေးသားဘာသာပြန်အွန်လိုင်းရောင်းတို့မှငွေဝင်ရောက်နိုင်သည်အကယ်၍တင်သည်စာအုပ်စာပေသတင်းစာကြော်ညာနယ်ပယ်တွင်လောက်ကင်ပါကမေလ20ရက်မှ25ရက်အတွင်းမူပိုင်ခွင့်သို့မဟုတ်တစိမ့်တစ်ပိုင်းအခကြေးငွေရရှိနိုင်သည်ငွေထွက်များသည့်ကာလများမေလ4ရက်မှ6ရက်စာအုပ်သင်တန်းခအင်တာနက်ပေမေလ15ရက်မှ18ရက်ဖုန်းအသစ်ကွန်ပျူတာဆက်ဆက်ပစ္စည်းမေလ25ရက်မှ28ရက်ခီးသွွားလက်မှတ်စာလိုက်ကြေးအကြံပြုချက် digital ပစ္စည်းများဝယ်ယူရန်မေလလယ်ပိုင်းတွင်ဈေးနှိုင်းယှဉ်ပြီးဝယ်ပါငွေချေးအာမခံပေးခြင်းဗုဒ္ဓဟူးနေ့ဖွားများအတွက်မေလတွင်အကျွေးဆက် credit card သုံးစွဲမှုကိုအထူးသတိထားရမည်အတိုးနှုန်းမြင့်မားနိုင်သည်မိတ်ဆွေများနှင့်ငွေရေးကြေးရေးအကူအညီလဲလှယ်ရာတွင်ရှင်းလင်းသောမှတ်တမ်းထားရှိပါမေတ္တာရေးစုံတွဲများအတွက်မေလတွင်ဗုဒ္ဓဟူးနေ့ဖွားများသည်ချစ်သူအိမ်အောင်ဖက်နှင့်စကားပြောဆိုဆက်ဆံရေးကောင်းမွန်လိမ့်မည်အထူးသဖြင့်မေလ3ရက်12ရက်21ရက်30ရက်တို့တွင်ရင်ဖွင့်စကားများပြောဆိုနိုင်သည်တတိပေးချက်မေလ10ရက်မှ9ရက်တွင်အချစ်ရေးတွင်တန်တရားစိတ်ဝင်ရောက်နိုင်သည်အချက်လက်မရှိဘဲဆွဆွဲခြင်းမှရှောင်ပါကောင်းသောရက်များမေလ6ရက်15ရက်24ရက်ဤရက်များတွင်စာတို့လက်ဆောင်တေးသေးလေးသို့မဟုတ်အံ့အားသင့်စရာအစီအစဉ်လေးများပြုလုပ်ပါတကူရဲသမားများအတွက်မေလ10ရက်မှ14ရက်အတွင်းစာအုပ်ဈေးရောင်းပွဲစာကြည့်တိုက်ကော်ဖီဆိုင်သို့မဟုတ်အွန်လိုင်းစာသင်ခန်းတွင်ညံကောင်းပြီးစကားဝိုင်းကောင်းသူတဦးနှင့်တွေ့ဆုံနိုင်ခြင်းမြင့်မားသည်ထိုလူသည်ဗုဒ္ဓဟူးသို့မဟုတ်ကြာသပတေးနေ့ဖွားဖြစ်နိုင်သည်အကောင်းဆုံးရက်များမေလ4ရက်13ရက်22ရက်အိမ်ထောင်ရေးအိမ်ထောင်ရှင်များအတွက်မေလသည်အိမ်ထောင်ရေးဆိုင်ရာအသေးအဖွဲကိစ္စများဥပမာဘတ်ဂျက်ရေးဆွဲခြင်းကလေးပညာရေးအစီအစဉ်ကိုအတူတကွဆွေးနွေးဖြေရှင်းရန်တင့်တော်သည်ရောက်ခမနှင့်ဆက်ဆံရေးတွင်နူးညံ့သိမ်မွေ့မှုလိုအပ်သည်မိသားစုနှင့်လူမှုရေးမိသားစုအတွင်းအဖြစ်အပျက်များမေလ1ရက်မှ3ရက်အတွင်းညီကိုမများနှင့်ပညာရေးသို့မဟုတ်အလုပ်ကိုင်ကြောင်းဆွေးနွေးရန်ဖြစ်နိုင်သည်မေလ21မှ23ရက်တွင်မိသားစုအတွင်းအိမ်ထောင်ရေးကိစ္စမင်္ဂလာပွဲဆိတ်ဆက်ပွဲပါဝင်ရန်ဖိတ်ကြားခံရနိုင်သည်မိတ်ဆွေဟောင်းများကျောင်းနေဘက်ခေတ်ကမိတ်ဆွေဟောင်းတဦးမေလ16မှ18ရက်အတွင်းဆက်သွယ်လာပြီးစီးပွားရေးအကြံပေးချက်တောင်းနိုင်သည်တင့်အကြံဉာဏ်သည်ထိုလူအတွက်အလွန်အကျိုးရှိလိမ့်မည်လူမှုရေးသတိထားရမည့်အချက်
ဗုဒ္ဓဟူးနေ့ဖွားများသည်မေလတွင်အွန်လိုင်းပေါ်တွင်အငင်းပွားမှုများသို့မဟုတ်စာတိုပေါက်များတွင်နားလည်မှုလွဲခြင်းဖြစ်နိုင်သည်အရေးကြီးသောကိစ္စများကိုစာဖြင့်မဟုတ်ဘဲမျက်နှာချင်းဆိုင်သို့မဟုတ်ဖုန်းဖြင့်ပြောဆိုပါပညာရေးနှင့်လေ့လာမှုကျောင်းသားသူများမေလ6ရက်9ရက်10ရက်တို့တွင်စာမှုပွဲဖြည့်ဆိုပါကဘာသာစကားသမိုင်းစီးပွားရေးဘာသာရပ်များကောင်းမွန်မည်မေလ18မှ22ရက်အတွင်းသုတေသနစာတမ်းတင်သွင်းရန်အကောင်းဆုံးအချိန်ဘာသာစကားနည်းပညာစီမံခန့်ခွဲမှုဗုဒ္ဓဟူးနေ့ဖွားများအတွက်မေလတွင် Programming Digital ဈေးကွက်ရှာဖွေရေးစာရေးနည်းပညာနိုင်ငံခြားဘာသာစကားအထူးသဖြင့်ဂျပန်ကိုရီးယားသင်တန်းများကအထူးသင့်တော်သည်တပတ်လျင်4နာရီလေးလာပါကတလအတွင်းတိုးတက်မှုတိတိတတ်တာမြင်ရမည်တင်ကြားရေးဆရာမများမေလတွင်ကျောင်းသားများအားပုံပြင်များဂိမ်းများနှင့်အပြန်အလှန်မေးမြန်းခြင်းဖြင့်တင်ကြားခြင်းကအာရုံစိုက်မှုကိုကောင်းမွန်စေသည်ကျန်းမာရေးအဖြစ်များနိုင်သောဝေဒနာများအာယုံကြောဆိုင်ရာပင်ပန်းခြင်းစဉ်းစားလွန်ခြင်းစာဖတ်လွန်ခြင်းကြောင့်မေလလယ်ပိုင်းတွင်ဖြစ်နိုင်လေချောင်းနာခြင်းအတန်ပြခြင်းစကားအလွန်အကျွံပြောခြင်းသို့မဟုတ်လေးပေးဆက်ရှိတွင်ကြာရှည်နေခြင်းကြောင့်လက်ကောက်ဝတ်နာခြင်းကွန်ပျူတာအသုံးအလွန်များပါကဖြစ်နိုင်စိတ်ဖိစီးမှုလျှော့ချရေးဗုဒ္ဓဟူးနေ့ဖွားများအတွက်တရားထိုင်ခြင်းစာဖတ်ခြင်းဝတ္ထုမဟုတ်ဘဲဖြေလျှော့စရာဗဟေလိဖြေရှင်းခြင်း crossword sudoku တို့သည်စိတ်ကိုပြေလျော့စေသောနည်းလမ်းများဖြစ်သည်အိပ်စက်ခြင်းမေလ12ရက်မှ14ရက်အတွင်းအိမ်မက်များများဆဆမှတ်ခြင်းသို့မဟုတ်အိပ်ယာထချိန်တွင်မောပန်းခြင်းဖြစ်နိုင်သည်အိပ်ယာမဝင်မီလာဗင်ဒါရေနွေးနွေးဖြင့်ခြေဆေးခြင်းကအထောက်အကူပြုသည်ကံကောင်းစေသောအရာများကံကောင်းအယောင်အဝါရောင်ညံလင်းအတွက်အစိမ်းရောင်ကြီးထွားမှုအတွက်အညိုရောင်မြေခိုင်မြဲမှုအတွက်ရှောင်ရမည့်အယောင်အနီရောင်စိတ်တူခြင်းကိုပိုဖြစ်စေကံကောင်းကနန်းကတော့984နောက်ပြီး19 29 36တို့လည်းအပါဝင်ပါကံကောင်းနေ့ဗုဒ္ဓဟူးကိုယ်တိုင်နေ့ကြာသပတေးပညာရေးအတွက်ကံကောင်းအချိန်ဗုဒ္ဓဟူးနေ့နနက်8နာရီမှ10နာရီအတွင်းစာမှုပွဲဖြည့်ဆိုခြင်းစာချုပ်ချုပ်ဆိုခြင်းသတိထားရမည့်နေ့စနေရာဟုဤနေ့တွင်ဆက်သွယ်ရေးပြဿနာများဖြစ်တတ်သည်ရတရားအကြံပြုချက်ဗုဒ္ဓဟူးနေ့တိုင်းနနက်စာမစားမီစိမ့်လန်းသောအရွက်များပဲရွက်ဟင်းနုနယ်မုံညင်းကိုဖျားရှိသို့မဟုတ်တစ်ပင်ချေရင်းတွင်ကတ်လူပါဤအလူကဗုဒ္ဓဟူးကြိုဤဉာဏ်ရည်ဉာဏ်စွမ်းကိုတိုးပွားစေသည်ဟုဆိုသည်မြေပဲသို့မဟုတ်ပဲအမျိုးမျိုးကိုကြာသပတေးနေ့များတွင်ငှက်များအားအလူပြုခြင်းဖြင့်စကားပြောဆိုမှုကောင်းမွန်စေသည်ရှောင်ရှားရမည့်အချက်မေလအတွင်းအင်္ဂါနေ့များတွင်အရေးကြီးစာချုပ်များမလက်မှတ်ထိုးရန်ထို့အပြင်ညနေ6နာရီမှ9နာရီအတွင်းငွေလွှဲခြင်းအွန်လိုင်းဘဏ်လုပ်ငန်းများမလုပ်သင့်ပါမိကုံးချုပ်စကားဗုဒ္ဓဟူးနေ့ဖွားတို့ရေမေလသည်တင်တို့၏ဉာဏ်ရည်ထက်မြက်မှုလိုက်ရောညီထွေရှိမှုနှင့်ဆက်သွယ်ရေးစွမ်းရည်ကိုတောက်ပစေမည်လားဖြစ်သည်တင်တို့သည်အတွေးခေါ်များကိုမြ мян ဆန်ဆန်စုပ်ကင်တတ်တော်လဲတခါတရံအသေးစိတ်လွန်ခြင်းကတင့်အားအဓိကပန်းတိုင်မှလမ်းလွဲစေနိုင်သည်အရေးကြီးဆုံးကိစ္စများကိုဦးစားပေးရန်တတိယပါတင်ကိုယ်တိုင်အချိန်မီအနားယူပြီးအုံနောက်ကိုပြန်လည်အားဖြည့်ပေးပါကမေလသည်တင့်အတွက်အောင်မြင်မှု၏အခြေခံအုတ်မြစ်ဖြစ်လိမ့်မည်ထက်မြက်သောဉာဏ်ဖြင့်ရှောက်လန်းပါအေးချမ်းသောနှလုံးဖြင့်ဆုံးဖြတ်ပါ